တို့ပညာစီဘူးရင်ဘဝအစာကွယ်ဒါတို့ရဲ့ကြောင်းသားဘဝအပြူစိတ်နဲ့တို့ရဲ့ကြောင်းသားဘဝအပြားကြီးဆိုရင်ကြည်ပြင်းကြကဲသူဆိုမဲ့ဘာလေးများပွင့်တော်မူဘူးရန်ဝင်လို့ချီနေဒီမှာရှိကွာပဲပြင်းလို့ရုပ်လက်မျက်မရွေးတကွေးသားတယ်လို့တပည့်ကိုသားလို့မျိုးလမ်းမကိုဖွင့်ပလင်းပြပေးမုံမြတ်တဲ့တို့စရာလို့တောင်းလက်ဆုံးကြရင်နောက်ဆုံးခွဲရမယ်ခုချေအတလေးဒီပဲဆိုမှလက်အောင်ပြရဲကဆရာသမားအားကိုခက်ကြတပည့်ကိုတားလို့ဒီလေးလောက်ပြီးခဲ့တာမျက်ဆရာသမားတွေအားငါတို့ကိုခိုက်ကြ
ချမ်းပေးရစီကတင်ရအဖို့ဆရာတို့ရဲ့ဂုဏ်ကျေးဇူးတော်အာစရိယကုနောအနန္တောဝါလုံးကလေးဝိုင်းအောင်ရေးဖို့ချို့တကားချုပ်တလဲတင်ကြပေးခဲ့ပါတော့ဆရာကာကြီးခါကိုဘယ်လိုရေးဖို့
သားရင်သားမခွဲကြပဲပညာများကိုသင်ပေးတဲ့ဆရာအပြောမဆိုမတရားနဲ့လေချစ်ချင်းတရားနဲ့ခွင့်လို့တတ်သူဆရာတပီးလေးများနာခဲ့လာဘူးအမအမပြကဘဝလာအောင်လမ်းပြနေတဲ့ဆရာရေမြင့်မကြလဲတင်မေရေရှိမလဲကြရန်ပွင့်နိုင်တယ်လို့ပညာတမတတန်းရောက်မဲ့အတတန်းကြမှာဘဝလာမယ်ဆိုတွန်သင်ငါဆုံးမကြီးဒီဆရာတကားများနားရဲမှာကြာရောက်နေသေးပါနှစ်တွေ့ကြနေဝေးလေဆရာမြတ်တာမကြွေတော့ပန်းပမာပြင်းမိနေဝေးလေနေမလည်းမမီဘူးမြတ်ဆရာဝါဒနာကရုဏာစေတနာနဲ့အတူနှစ်နာခံငါပိစကချီပြလာရဲ့ဆရာဆရာပေးတဲ့ခွန်များနဲ့ဒီလောကလေးမှာကိုယ်ကမကြွေတော့နာတဲ့ပန်းလို့လမ်းဆန်းသလိုနေချစ်တော်မကသာဆိုတဲ့နှလုံးသားကပြုံးမြမပြတ်ပါချစ်တော်တပီလေးများဖို့ဘဝလာအောင်အမုန်းတော့ကနေဆရာဆရာစေတနာတန်ဖိုးထားတယ်လို့ဆရာကျေးဇူးလည်းမမေ့ပါဘူးဗျာအေးမြတော်နှလုံးသားပိုင်ရှင်ဆရာသခင်ရဲ့ကိုခုနာခဲ့သူပါအတိမကျွေးတပိငယ်များသူခွင်လို့ပါဆရာအမရှိသမျှတောင်းမနေလျက်သာကျော်သားရင်သားမခွဲကြပဲပညာများကိုသင်ပေးတဲ့ဆရာအပြောမဆိုမတရားနဲ့လေချစ်ချင်းတရားနဲ့ခွင့်လို့တတ်သူဆရာတပီးလေးများနာခဲ့လာဘူးအမအမပြကဘဝလာအောင်လမ်းပြနေတဲ့ဆရာရေမြင့်မကြလဲတင်မေရေရှိမလဲကြရန်ပွင့်နိုင်တယ်လို့ပညာတမတတန်းရောက်မဲ့အထက်တန်းကြမှာဘဝလာမယ်ဆိုတွန်သင်ငါဆုံးမကြီးဒီဆရာတကားများနားရဲမှာကြာရောက်နေသေးပါနှစ်တွေ့ကြနေဝေးလေဆရာမြတ်တာမကြွေတော့ပန်းပမာနေမလည်းမမီဘူးမြတ်စေရာဝါဒနာကရုဏာစေတနာနဲ့အတူနှစ်နာခံငါပိစကချီပြလာတဲ့ဆရာဆရာပေးတဲ့ခွန်များနဲ့ဒီလောကလေးမှာကိုယ်ကမကြွေတော့နာလည်းပန်းလို့လမ်းဆန်းသလိုနေချစ်တော်မုန်းကဆိုတဲ့နှလုံးသားကအပြုံးမြမပြတ်ပါချစ်တော်တပီလေးများပေါ်ဘဝလာအောင်မုန်းတော့ခံနေဆရာဆရာတနာတမိုးထားတယ်ဆရာကျေးဇူးလည်းမမေ့ပါဘူးဗျာ
မြသောနှလုံးသားပိုင်ရှင်ဆရာသခင်ရဲ့ကိုခုနာခဲ့သူဟာအတိမကျွေးတပိငယ်များသူခွင်လို့ပါစရာအမရှိသမျှတောင်းမနေလျက်ပါခွင်လို့ပါစရာအမရှိသမျှတောင်းမနေလျက်ပါ Oh, sia, se do sia. Oh, sia.
မေတ္တာဆိုပြန်ချစ်ပန်းလိုက်ကြွယ်အကျဉ်းတော်တရားတွေထားမှစိတ်ထားမြတ်မယ်အမြဲသာတွေးတွေးစားပွဲတဲမာအေးအေးများတယ်စေတနာတွေမိုးဆွေရွာပြိုးဝေပါတယ်နှလုံးသားဝေမုံတရားဖေပြုံးများပလေကြစေကွယ်ဆိုကြစင်သာတကယ်နှလုံးသားကိုလာစင်ပါကွယ်စိတ်ရွှေရတနာနီလာပလဲစီကဆွဲမလာမယ်မတင်ဝဲအလားဆိုတာစင်မမြဲသင်္ခါရပဲကွယ်ယောသာသိမ်မွေးသဘောကပြုစင်လောကကိုလာစင်နိုင်လိမ့်မယ်စင်မြဲဘဝလာပါရင်တွေ့ရင်နေကလာတာတွေ့ကွယ်အပြုံးများများနှလုံးလာပါစေကွယ်အမုန်းစကားဆိုကြစင်လာတကယ်နှလုံးသားကိုလာစင်ပါကွယ်စရိယာတခင်ဆရာမမေ့အမမေကမမေ့တဲ့ကြောင့်ချင်းမျိုးရိုးချိုးရှိကိုပူဇော်လာအနစ်နာမျိုးမျိုးခံကမျက်နှာရတော့စရိယာဆရာ မြတ်တရားပူဇော်ပွဲအခမ်းအနားဖြစ်ပါရဲ့ရှင်အခမ်းအနားစတင်ပြီးအခမ်းအနားစီစဉ်ရာကိုကြိုတင်ဖတ်ကြားပြပြပေးကြပါရှင်အစီအစဉ်ဖြင့်အထာကကျောင်းတော်ကျောင်းသားကျောင်းသူဟောင်းများမှမြတ်တရားတစ်ခုဖြင့်ဂုဏ်ပြုပူဇော်မှုဆို၍အခမ်းအနားဖြစ်ရှင်အစီအစဉ်ဖြင့်ကျောင်းတော်မျိုးနဲ့မြို့နယ်ပြည်နယ်အုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌမှအဖွေမှာကပြောကြားခြင်းအစီအစဉ်တော့ဆောင်းတို့မြို့နယ်မြို့နယ်ပညာရေးမှူးမှအမှားကပြောကြားခြင်းအစီအစဉ်လေးမြတ်ပြာပူဇော်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌမှမြတ်ပြာပူဇော်ပွဲကျင်းပရခြင်းနဲ့ပတ်သက်၍ရှင်းလင်းတင်ပြခြင်းအစီအစဉ်ကကျောင်းတော်ကျောင်းသူဟောင်းများကိုကကျောင်းသူဟောင်းအထက်ကကျောင်းတော်ကျောင်းအုပ်ဆရာမကြီးမှဂါရဝပြုစကားပြောကြားခြင်းအစီအစဉ်ကြောင့်အပူဇော်ခံဆရာကြီးဆရာမကြီးများဟာကြော့ဒုဖြင့်ပူဇော်တော်ခြင်းအစီအစဉ်ဖြင့်အပူဇော်ခံဆရာကြီးများကိုကဆရာကြီးတို့မှသူ့ပေးစကားပြောကြားခြင်းအပူဇော်ခံဆရာမကြီးများကိုကဆရာမကြီးတို့မှသူ့ပေးစကားပြောကြားခြင်းအစီအစဉ်ဖြင့်အပူဇော်ခံဆရာကြီးဆရာမကြီးများဂါရဝလက်ဆောင်ပေးအပ်ခြင်းအစီအစဉ်ကိုမေတ္တာပြမလမ်းဆက်မယ်ခြင်းဖြင့်ဂုဏ်ပြုသီးဆိုးထုတ်ပြီး၍အခမ်းအနားပြီးမြောက်ခြင်းတို့ဖြစ်ပါရဲ့ရှင်ယခုချိန်မှာစပြီးအာထာကကျောင်းတော်ကျောင်းသားကျောင်းသူများမှမြတ်တရားသဖြင့်ဖြင့်ဂုဏ်ပြုပူဇော်ပြီးဆို၍အခမ်းအနားဖွင့်လှစ်ပေးပါရန်လေးစားစွာပန်ကြားပါရရှင်
ချောင်းစုံမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးစောနိုင်ဝင်းမှအဖွင့်မစကားပြောကြားပေးပါရန်လေးစားစွာတင်ပြအပ်ပါတယ်ရှင် ယနေ့ကျင်းပတဲ့တတိယကြိမ်မြောက်မြတ်ဆရာဦးစောပွဲခန္ဓာသို့ကြွရလာကြတော်သောဆရာကြီးဆရာမကြီးများတန်ဃာတော်များဌာနဆိုင်ရာများမြို့မိမြို့ဖများဖိတ်ကြားသားတို့များကျောင်းသားဟောင်းများအားလုံးပဲမင်္ဂလာပါလို့ကျွန်တော်ကနေပြီးတော့ဥစွာပထမကာတော်ပြုနှုတ်ခွန်းဆက်တာပါတယ်။ဒီနေ့ရဆိုလို့ရှိရင်ကျွန်တော်တို့ချောင်းစုံမြို့နယ်ရဲ့အင်မတန်မှပဲစက်တည်မင်္ဂလာအဖျားဖျားနဲ့ပြည့်စုံတဲ့ဒီတည်းရဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မင်္ဂလာတရားတော်တွေမှာပါတဲ့အတိုင်းပူဇာစပူဇာနေရတဲ့ဆိုတဲ့ပူဇော်တိပူဇော်ထိုက်သူများကိုပူဇော်တဲ့အနေနဲ့ဆောင်ရွက်တဲ့ပွဲနောက်တစ်ခါကျတော့ကာရဝေါစာနိဗ္ဗာန်တော်သာဆိုတဲ့အတိုင်းပဲကာရဝပြုတဲ့တဲ့လူမိမိကိုယ်ကိုနှိမ့်ချပြီးတော့ကြောကြတဲ့ပွဲဖြစ်တဲ့အတွက်အင်မတန်မှပဲမင်္ဂလာနဲ့ပြည့်စုံတဲ့နေ့လေးတစ်ခုဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့ဒါကြောက်ရောက်လာတဲ့ဆရာကြီးဆရာမချင်းများကိုကျွန်တော်ရဲ့လက်ရှိအခြေအနေที่သင်ကြားပေးခဲ့တဲ့သင်ဆရာမြင်ဆရာကြားဆရာများကိုကြောရတယ်လို့ပဲစိတ်ထဲမှာမှတ်ယူပြီးတော့ကျွန်တော်အနေနဲ့ဒါတက်ရောက်ခြင်းဖြစ်ပါတယ်အခုလိုမျိုးကျွန်တော်အနေနဲ့ဆရာဆရာမကြီးတို့ကိုဒါစကားပြောပြရတဲ့အတွက်လည်းအင်မတန်မှဝမ်းသာပီတိဖြစ်မိပါတယ်အခုလိုမျိုးဂုဏ်ဝဖြစ်တော်၎င်းကျွန်တော်တို့အသက်အားဖြင့်တော်၎င်းကြီးမြတ်တဲ့သူတွေကိုကျွန်တော်တို့အနေနဲ့တော်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့လည်းဒီဆရာဆရာမကြီးတွေလိုပဲတော့ကျွန်တော်ဂုဏ်အားဖြင့်အသက်အားဖြင့်ကြီးမြတ်တဲ့သူတွေဒါကျွန်တော်တို့ဖြစ်လာနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ထက်ဂုဏ်အားဉာဏ်အားအသက်အားဖြင့်ကြီးတဲ့လူတော်ကြီးဟာကျွန်တော်တို့အတွက်ဒါကုသိုလ်တည်းရဲ့အနေနဲ့လည်းအားလုံးကခံယူပြီးတော့ကျွန်တော်တို့ဆောင်ရွက်ကြတာဖြစ်ပါတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာယူဆရာပြောပြစီကျွန်တော်တို့အနန္တနန္ဒ၅ပါးထဲမှာဆရာဆိုကျွန်တော်တို့ပါပါတယ်ဒါပြင်ကျွန်တော်တို့ခင်မူကြီး10ပါးရဲ့နံပါတ်ခုမြောက်အချက်ပါလည်းဆရာဆရာမတွေကျွန်တော်တို့ထည့်ထားခြင်းအဖြစ်ကျွန်တော်တို့ဗုဒ္ဓဘာသာအနေနဲ့ဆရာဆရာမများရဲ့ဂုဏ်ကျေးဇူးဒါတွေကိုကျွန်တော်တို့ကအမြဲတမ်းပြန်ပြောင်းသတိရနေအောင်ဒါကျွန်တော်တို့အမြဲတမ်းထည့်ထားခြင်းဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့သင်ဆရာမြင်ဆရာကြားဆရာဆိုတဲ့နေရာမှာဆရာ၃မျိုးရှိတဲ့နေရာမှာအခုတက်ရောက်လာကြတဲ့ဆရာဆရာမကြီးတွေဟာဆိုလို့ရှိရင်ကျွန်တော်တို့ပြောရမယ်ဆိုရင်ဒါသင်ဆရာဆိုတာကမြင်ဆရာကြားဆရာထပ်ပို့ပြီးတော့အနစ်နာခံတယ်တော့ဝါဒနာရတော့၎င်းစေတနာရတော့၎င်းညံ့တဲ့လူတွေရောတော်တဲ့လူတွေရောခွဲခြားတဲ့အားလုံးပညာရည်တို့ဒါပေးတဲ့ဆရာဆရာမကြီးတွေဖြစ်ပါတယ်ကျွန်တော်တို့ဒီပညာရေးဌာနကဆရာဆရာမကြီးတွေရောဆရာဆရာမတွေအားလုံးဟာဆိုလို့ရှိရင်မြည်သူကမှနော်ညံ့တဲ့လူရောတော်တဲ့လူရောတက်တဲ့လူရောအားလုံးကိုမခွဲခြားဘဲနဲ့စိတ်ရင်းစေတနာနဲ့တကယ်အောင်မြင်စေခြင်းတဲ့ဆရာဆရာမများဖြစ်တဲ့အတွက်ကျွန်တော်တို့အခုလိုသင်ဆရာတွေကိုဒါကြောရတာအင်မတန်မှကျွန်တော်တို့အတွက်ဂုဏ်ယူဆရာဖြစ်တယ်လို့ကျွန်တော်တို့ကျေးဇူးတည်တဲ့တွေလည်းကျေးဇူးရဲ့ကျွန်တော်တို့ရောင်ပြန်ဟပ်မှုတွေကိုလည်းကျွန်တော်တို့ခံစားကြအောင်ဖြစ်ပါတယ်အစီအစဉ်ရချောင်းစုံမြို့နယ်ပညာရေးမှူးဆရာကြီးဦးလာထေမှာအမှားစကားပြောကြားပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ပြုလုပ်ကျင်းပတဲ့2025ခုနှစ်ဧပြီလ6ရက်ချောင်းစုံမြို့နယ်အထက်ကချောင်းစုံမှာပြုလုပ်ကျင်းပသောတတ္တမအကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲအခမ်းအနားကိုတွားရောက်ချီးမြှင့်ပေးပါသောကျွန်တော်ရဲ့ငယ်ဆရာကြီးဦးတောင်းခိုင်ဆရာကြီးဦးရေးရှင်တွေကအပူဇော်ကဆရာကြီးဆက်မကြီးများအားလုံးဌာနဆိုင်ရာမှာအကြီးအကဲများအားလုံးဒီခန္ဓာယူပြမြောက်ပြုလုပ်ပြီးတဲ့တောင်းတဟောင်းများနဲ့တာဝန်ရှိပုဂ္ဂိုလ်များရမီရဖတ်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤတမ်းမှခြင်းများနဲ့ပြေဝပါစေကြောင်းဘုရားပထမဆုတောင်းမေတ္တာပို့ပါတယ်။ပိဿကုဏံအဟံဝနာမိအာစီယကုဏံအဟံဝနာမိမင်္ဂလာပါဆရာမင်္ဂလာပါဆရာမဒီလိုပွဲမျိုးဟာကျွန်တော်တို့အတွက်ကတော့တန်ဖိုးမဖြတ်တင်ပါဘူး။လက်စိတ်ကမ်းပေးဖို့လည်းကျွန်တော်တို့မှာတောင်းမရှိပါဘူးဒီကနေ့ပြုလုပ်တဲ့ပွဲမှာတောင်းတဟောင်းများနဲ့เนาะဒီခန္ဓာယုကျေးပါပြုလုပ်တဲ့เนาะစေတနာရှင်များကမနေ့အာယုံဆုံးစက္ကန့်ထူထမ်းပြီးတော့ကျွန်တော်တို့ဗုဒ္ဓဘာသာ
တရားတန်ခါဆရာသမားတွေကိုတန်ခါတော်ဆင်တဲ့လူတွေဆုံးနေဒါနပြုခဲ့ပါပြီဒီခန္ဓာမစခင်မှာလည်းပဲတွားရောက်လာတဲ့နော်အခုတော့ကဆရာကြီးဆရာမကြီးများနဲ့ဧည့်သည်တော်ကြီးများကိုလည်းပဲအာဟာရဒါနတွေပြုခဲ့တာကိုတွေ့ရတဲ့အတွက်အားလုံးရဲ့အလှရှင်များကုစားဝန္တာပီတိဖြစ်ပါတယ်ဤကောင်းမှုကုသိုလ်ကြောင့်နော်ကျွန်တော်တို့ကံကြီးတော်မှာလည်းဝေးပါစေစိတ်ချမ်းသာကိုယ်ကျမ်းမာသွားနဲ့အသက်ရှင်ပြီးတော့မှလောကီကောင်းကျိုးယတနာအဖျားဖျားလောကုတ္တရာကောင်းကျိုးအဖျားဖျားယတနာတွေနဲ့ပြေဝပါစေကြောင်းဘုရားပြမကျွန်တော်အနေနဲ့ဓမ္မပြုပြောကြလိုပါဗျာဆရာဆိုတာကတော့ကျွန်တော်တို့မှာတင်တဲ့ဆရာမြင်တဲ့ဆရာကြားတဲ့ဆရာဒါဆရာကြီးတွေကိုကျွန်တော်ဂုဏ်ပြုတာပါကျွန်တော်တို့ကဒါကြောင့်မလို့အာစီယာလို့ကျွန်တော်ကအညီတွေ့ခေါ်ပါတယ်ကျွန်တော်တို့အသက်ကဘလောက်ပဲကြီးပေမဲ့ကလေးတယောက်ရေကူးတယ်ကျွန်တော်တို့ရေကူးမတတ်ဘူးကလေးကိုကြည့်ရင်ကျွန်တော်တို့ရဲ့ဆရာကြီးကလေးကကျွန်တော်တို့ရဲ့မြင်ဆရာပါကျွန်တော်တို့လေးမြန်နေပြန်နေကျွန်တော်တို့လေးမြန်နေပြန်နေဘယ်သူ့ကိုကြည့်လဲငှက်တွေကိုကြည့်ရပါတယ်စသဖြင့်ပေါ့နောက်ကရာသီဥတုတွေပေါက်ပြန်နေပရွက်စိတ်တွေအမြင့်မှာကျွန်တော်တို့အိမ်ဖွဲ့တယ်ဘာလို့မလဲဒါဆိုရေကြီးနိုင်တယ်ငှက်ရဲ့အတိုက်တွေနေမှာလာပြီးတော့တိဆောက်မယ်ဆိုရင်ကျွန်တော်ဗာပြဒီလေးမုန်တိုင်းကြနိုင်တယ်စသဖြင့်ပေါ့ရာသီမတိပန်းနေညှိဆိုသူလိုပဲကျွန်တော်တို့ပညာယူတတ်လို့ရှိရင်တတဝါဒီမှာလည်းကျွန်တော်တို့ရဲ့ရှေ့ဆောင်စံပြတွေရှိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကတော့အခုချိန်မှာတော့လူသားအဖြစ်နဲ့ကျွန်တော်ကလောကီကောင်းကျိုးယတနာအဖျားဖျားလောကုတ္တရာကောင်းကျိုးယတနာအဖျားဖျားကိုပြည့်တတ်နိုင်ပြီမဲ့ဒီတတဝါလေးတွေဆက်စီကျွန်တော်လည်းပညာတွေကိုရယူနိုင်ပါတယ်လို့ကျွန်တော်ကဥဒ္ဒပရမစဉ်းစားကြပါတယ်ဘာပဲပြောဆရာကြီးတွေဆရာမကြီးတွေမှာအခုဆိုရင်ကျွန်တော်အသက်90ကျော်ဆရာကြီးပါတယ်ဆိုတော့ကျွန်တော်ပြီးကိုရပါတယ်နောက်ကပြည်သားရေးမှုချုပ်အနေနဲ့ဆရာကြီးတောင်းခိုင်အကြီးဆုံးရာသူအပါအဝင်ကျွန်တော်တက်ရနေရမှာပြင်ဆရာပြင်ဆရာကြားစီဘယ်လိုပဲဖြစ်ဖြစ်ကလေးတွေရဲ့ကာယကံမှုဝစီကံမှုမနောကံမှုဘယ်တော့ပဲကလေးကပြူရခက်တယ်ပဲပြောကျွန်တော်တို့လက်ကလေးနဲ့ကလေးရဲ့ခေါင်းလေးကိုထိလိုက်မယ်တားရည်သမီးရည်စသဖြင့်ဒီလိုခေါ်လိုက်မယ်ဆိုရင်ကျွန်တော်တို့တုံတင်လို့ဆုံးမလို့မရတဲ့တပည့်ဆိုတာမရှိကြပါဘူးဒါကြောင့်မလို့ဘာပဲပြောဆရာကြီးဆက်ပါကြီးရဲ့ဂုဏ်ကျေးဇူးတွေကိုကျွန်တော်အမြဲတမ်းကျွန်တော်ရေးသားသွားတယ်ကျွန်တော်ဂုဏ်ပြုအပ်ပါတယ်ကျွန်တော်တို့အားလုံးကလူသားပြည်သူကာတွေကိုတိဆောက်ပေးတဲ့ဆရာကြီးဆက်ပါကြီးများဖြစ်ပါတယ်လူသားပြည်သူကာဆိုတာဘာပြောရလဲစိတ်ဆိုတာအင်မတန်မှကျွန်တော်တို့ထင်းတရားခက်ပါတယ်အဲဒီထင်းတရားခက်တဲ့စိတ်ကိုကျွန်တော်ကကောင်းမွန်တဲ့ညီလိုက်ကြောင်းလေးနဲ့အချိန်45မိနစ်ဆိုတဲ့တင်ကြားရေးထဲမှာတင်ကြားရေးနဲ့ဖြစ်မြောက်အောင်ကလေးရဲ့စိတ်နေစီထားတဲ့ပြုပြီးတော့မှကျွန်တော်တို့အခုကျွန်တော်အပါဝင်ဒီကနော်ဂါရဝပြုဆရာကြီးဆရာကြီးများအပါဝင်ဒီပွဲယူဖြစ်မြောက်အောင်ဆောင်ရွက်ပေးတဲ့ပုံကိုယ်တွေအားလုံးဟာဆရာဆိုတာမရှိတဲ့လူမရှိပါဘူးဒါကြောင့်မလို့ဆရာမပြရင်ငပိပုတ်တော်မှကျွန်တော်ပုတ်လို့မရပါဘူးဘာပဲပြောအခုအချိန်မှာကျွန်တော်ဒီမူလလည်းပြနေစခဲ့တာပါကျွန်တော်ဆရာကြီးတွေဆရာမကြီးအများကြီးပါလို့ပေါ်ကပဲဆရာကြီးတွေလည်းအများကြီးပါဒါဒီဘာကြောင့်ကျွန်တော်ဒီနေရာကိုရောက်လာလဲဆရာကြီးဆရာမကြီးတွေရဲ့တိုးတင်ဆုံးမမှုတွေအမှုအစားကိုလည်းကြည့်ပြီးတော့ကျွန်တော်ကအတူယူရပါတယ်အပြောအဆိုကိုလည်းအတူယူခဲ့ရပါတယ်သင်ကြားတာကိုလည်းရင်ဝဲမကြနားတော့ပြီးတော့မှကျွန်တော်ကလေ့ကျင့်တင်ယူခဲ့လို့အခုလိုမျိုးလက်ရှိနေရာမှာနိုင်ငံတော်ရဲ့တရားနေရာတရားအခမ်းကဏ္ဍမှာကျွန်တော်နိုင်ငံတော်တည်ဆောက်တဲ့အခါမှာပါဝင်ဆောင်ရွက်ခွင့်ရခြင်းဟာကြီးမြတ်တဲ့ဆရာကြီးဆရာမကြီးများရဲ့ဂုဏ်တွေဖြစ်ပါတယ်။ဒါကြောင့်မလို့အခုဒီနေ့အပူဇော်ခံဆရာဆရာမ195ဦးတော့တဲ့ရောက်နိုင်တဲ့ဆရာကြီးတွေကိုလည်းပဲအားလုံးပြုပါတယ်။ အစီအစဉ်အရမြက်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌဦးမြင့်ထွန်းကိုစားကော်မတီဝင်ဦးရဲနေလင်းမှမြက်ဆရာပူဇော်ပွဲကျင်းပရခြင်းနဲ့ပတ်သက်၍ရှင်းလင်းတင်ပြပေးပါရန်လေးစားစွာပန်ကြားအပ်ပါရရှင်မင်္ဂလာပါခင်ဗျာပထမကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲအခမ်းအနားသို့ကြားရောက်ပူဇော်ခံပေးကြပါတော့ဆရာကြီးဆရာမကြီးများမြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးအတွက်စီစဉ်ဆောင်ရွက်ပေးကြပါတော့ပုံတူဝင်များကျောင်းသားကျောင်းသူဟောင်းများဖိတ်ကြားထားသောဧည့်သည်တော်များနှင့်ဌာနဆိုင်ရာကြီးကဲများအခမ်းအနားဖြစ်မြောက်ရေးအတွက်အစအစအရာကူညီပေးကြပါတော့ကူညီသူများအားလုံးကိုမင်္ဂလာကောင်းတဲ့ပြည့်စုံကြပါစေလို့နှုတ်ခွန်းဆက်တာဂါရဝပြုအပ်ပါတယ်ခင်ဗျာကျွန်တော်ကတော့အထက်ကချောင်းစုံကျောင်းသားဟောင်းတူလည်းဖြစ်ကျောင်းတုံတီဝင်တူလည်းဖြစ်တဲ့ဦးရဲနေလင်ပဲဖြစ်ပါတယ်ခင်ဗျာတတမကြီးမြောက်မြတ်ဆရာပူဇော်ပွဲကို
ဆထမအကြိမ်9ရက်5လ2019ခုနှစ်အဲ့ဒီအပြီးမှာကျွန်တော်တို့က2020မှာကျင်းပမယ်ဆိုပြီးတော့ကျွန်တော်တို့ရည်ရွယ်ထားပါတယ်3နှစ်အကြာမှာလုပ်မယ်ဆိုလို့ရည်ရွယ်ထားတော့လဲကိုဗစ်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အဲ့ဒီကိုဗစ်အခြေရင်နောက်တော့တခြားအကြောင်းတွေကြောင့်မကျင်းပတဲ့အတွက်ကြောင့်မို့အပူဇော်ခံဆရာမကြီးတွေအများပြားဆုံးခဲ့တာကိုလည်းကျွန်တော်တို့စိတ်မကောင်းမှုများစွာဖြစ်ခဲ့ရပါတယ်။ဒါကြောင့်ဒီပူဇော်ပွဲကိုနှစ်ကြာလာတဲ့အမျှမကျင်းပနိုင်ဘူးဆိုတဲ့အနေအထားလေးမဖြစ်ရအောင်ဆရာကြီးဆရာမကြီးတွေဥယျာဉ်လည်းလျှော့နေလာတဲ့အတွက်ကြောင့်မို့အခုလက်ရှိကျောင်းမှာစစ်တောင်းကြတဲ့ဆရာမကြီးကကျွန်တော်တို့ကျောင်းသူကျောင်းသားဟောင်းများကိုတတမအကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲကျင်းပနိုင်ရေးအတွက်ဆရာမကြီးတာဝန်ထမ်းဆောင်ရှိတဲ့အခါမှာပြုလုပ်နိုင်ရန်အတွက်ကျွန်တော်တို့ကို28ရက်နေ့တလ2025ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။ယင်းနေ့မှာပဲကျွန်တော်တို့6ရက်4လ2025ရက်နေ့မှာပြုလုပ်မယ်ဆိုပြီးတော့မှကျွန်တော်တို့ဆုံးဖြတ်ချက်အစည်းအဝေးဆုံးဖြတ်ချက်ပြုလုပ်ခဲ့ကြပါတယ်။ကျွန်တော်တို့6ရက်4လ2025ရက်နေ့မှာကျင်းပနိုင်ဖို့အတွက်2လအတွင်းမှာကျွန်တော်တို့ကျောင်းသားဟောင်းတွေကျောင်းသူဟောင်းတွေကနေမှာအားလုံးကြိုးစားပြီးတော့အားကျုံးမှတ်တဲ့တက်ညီလက်ညီကြိုးစားဆောင်ရွက်ပေးတဲ့အတွက်ကြောင့်မို့ဒီခမ်းနားကိုဒီလိုအချိန်လေးအတော်တွင်းမှာကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။တရမအချိန်မြောက်မြတ်ဆရာပူဇော်ပွဲဆရာမကြီးဆရာကြီးများရဲ့အသက်အလိုက်ပူဇော်ပေးသွားမှာဖြစ်ပါတယ်။အသက်90နှစ်အထက်ဆရာကြီး2ဦးရှိပါတယ်။ဆရာမကြီး2ဦးရှိပါတယ်။စုစုပေါင်း3ဦးရှိပါတယ်ခင်ဗျာ။အသက်80နဲ့89ကြားဆရာကြီး9ဦးရှိပါတယ်။ဆရာမကြီး24ဦးရှိပါတယ်။စုစုပေါင်း32ဦးရှိပါတယ်ခင်ဗျာအသက်80နဲ့89ကြားဆရာကြီး7ဦးရှိပြီးတော့မှဆရာမကြီး36ဦးစုစုပေါင်း48ဦးရှိပါတယ်ခင်ဗျာအသက်60နဲ့69ကြားဆရာကြီး9ဦးနဲ့ဆရာမကြီးစုစုပေါင်း40ရှိပါတယ်49ဦးရှိပါတယ်ခင်ဗျာအဲ့ဒီမှာဆရာကြီး26ဦးဆရာမကြီး102ဦးစုစုပေါင်း128ဦးရှိပြီးတော့မှကျွန်တော်တို့ရုံးဝန်ထမ်း9ဦးကိုလည်းပူဇော်ပွဲထဲမှာထည့်သွင်းထားပါတယ်ခင်ဗျာအဲ့ဒါကြောင့်မို့ကျွန်တော်တို့ရဲ့စုစုပေါင်းပူဇော်ခံပုဂ္ဂိုလ်များကတော့135ဦးရှိပြီးတော့မှယခုတက်ရောက်တဲ့အပူဇော်ခံဆရာကြီးဆရာမကြီးကတော့62ဦးဖြစ်ပါတယ်ခင်ဗျာယခုတက်ရောက်တဲ့ဆရာကြီးဆရာမကြီးများအပြင်ကြံရှိတဲ့ဆရာကြီးဆရာမကြီး36ဦးကတော့ရပ်ဝေးကနေဖြစ်ပြီးတော့မှကျွန်တော်တို့ကျမ်းမာရေးမကောင်းတာတို့အကြောင်းမျိုးကြောင့်မလာတိုင်းလက်အနေထားရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကနေကျူဆိုတဲ့အနေထားမှာအခက်ခဲလေးအမှားယွင်းလေးရှိရင်လည်းတိခန့်ခွင့်လုပ်ပေးဖို့တောင်းပန်ပါတယ်ခင်ဗျာမတက်ရောက်နိုင်တဲ့ဆရာကြီးဆရာမကြီးများကိုလည်းပူဇော်ခံပစ္စည်းများနဲ့အတူအိမ်တန်းရန်ရောက်သွားရောက်ပူဇော်ပေးအပ်တော်မှာဖြစ်ပါတယ်ခင်ဗျာဒီကုန်းကျော်အနေနဲ့အခုလိုသတ္တမအကြီးမြောက်မြတ်ဆရာပူဇော်ပွဲသို့တက်ရောက်ပူဇော်ခံပေးကြပါတော့ဆရာကြီးများဆရာမကြီးများကို၎င်းပူဇော်ပွဲဖြစ်မြောက်အောင်ဥဆောင်ပြုလုပ်ပေးပါတော့ကျောင်းဆရာမကြီးနဲ့ကွန်မတီဝင်များကျောင်းသားကျောင်းသူဟောင်းများကို၎င်းအခမ်းအနားကိုရန်ကုန်ငွေရှာဖွေရေးမှအစကျွေးမွေးအခမ်းရေးအထိအစစရရဝိုင်းဝန်းကူညီပေးကြပါတော့ညီကောင်မောင်နှမများဆရာဆရာမများကို၎င်းအခမ်းအနားကိုတက်ရောက်ပေးကြပါတော့ဌာနဆိုင်ရာလူကြီးများနဲ့ကော်မတီဝင်များကျွန်တော်တို့လူငယ်မျိုးဖများကို၎င်းအထူးဖြင့်ကျေးဇူးတင်ရှိပါကြောင်းပြောကြားရင်းနဲ့နောင်ပြုလုပ်မဲ့ကျွန်တော်တို့အထမအခြေမြောက်မြတ်ဆရာပူဇော်ပွဲကိုလည်းဆရာကြီးဆရာမကြီးများနဲ့ပြန်လည်ဆုံတွေ့နိုင်ပါစေလို့ဆုတောင်းရင်ကျွန်တော်တို့ညီကိုမောင်နှမကျောင်းသားဟောင်းကျောင်းသူများဟောင်းအားလုံးဆထမအခြေမြောက်မြတ်ဆရာပူဇော်ပွဲကိုယခုလိုတက်တိုက်ပုံနဲ့စီစီစကားကားဖြစ်အောင်ကြိုးစားအားထုတ်ပေးကြပါလို့ပြောကြရင်ဏိဂုံးချုပ်အပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအစီအစဉ်ရအထကကျောင်းစုံကျောင်းသားကျောင်းသူဟောင်းများကိုစားကျောင်းသူဟောင်းအထကကျောင်းစုံကျောင်းဦးဆရာမကြီးဒေါ်ချချိုစီတာမှာဂါရဝပြုစကားပြောကြပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ရှင်မင်္ဂလာပါရှင်ပထမအကြိမ်မြောက်တောင်းတုံကိုဒီကံပညာတက်တိုင်းကြောင့်နတ်ဆရာပူဇော်ပွဲကိုကြွားရောက်ပူဇော်ကံဆရာကြီးဆရာမကြီးများ
စုံညီစွာတယောက်ပေးကြတော့ကျောင်းသားကျောင်းသူဟာတပည့်ပေါင်းတက်ပေပေါင်းကလွတ်ကင်းပြီးတော့ကျမ်းမာချမ်းသာကောင်းကျိုးလူရဆန္ဒပြည့်ဝပါစေကြောင်းဆုတောင်းလိုက်ပါရရှင်ဆရာဦးသည်အေးမြတ်သောအရေးအာဝါဒကိုပေးစွမ်းနိုင်သောသဘောဆောင်သည်စာယာဟူသောပါဠိစကားမှဆင်းသက်လာခြင်းဖြစ်ပါသည်ဝေလမင်းသည်ဇင်းနေဖြစ်တော်လဲလောကတကွင်းကိုအလင်းရောင်ပေးစွမ်းနိုင်သည်ထို့အတူပညာရှိသူ၏ပညာစမ်းသည်လူအများအားအကျိုးဖြစ်စေနိုင်သည်ဟုလောကနီတိ၌ဆိုမိတ်ထားပါသည်ဆရာဘွားကိုတချို့ကလေကတိများဝေဆိုသည်တချို့ကဓာသွေးကြောက်ပမာပြစ်ကြသည်တချို့ကကြောက်သွေးပမာတချို့ကဗဘုဆရာတချို့ကတော့ဆရာဆရာမတွေဟာဒုတိယဖေဖေဒုတိယမေမေလို့တင်စားခဲ့တာကိုပညာပစာမဂ္ဂဇင်းတစ်ပုဒ်မှာဖတ်ခဲ့ရပါသည်ဆရာကြီးဦးဝံထေကလည်းပဲသူ၏ပညာပစာဘုထုတော်တစ်ပုဒ်တွင်ဆရာဟူသည်အလင်းတယ်လို့ဝမ်းမြောက်ဝမ်းသာတင်စားညွှန်းပြဖဲဆိုခဲ့ပါသည်ကျမ်းဂန်၌ပါရှိသည့်ဆိုရဖယားပိစကဗုဒ္ဓယဟန်တို့အားအထက်ရမိဘနှစ်ပါးကိုအရှိရဆရာတော်ကိုတောင်ရောက်၍ပူဇော်အပ်တော်ရ၌ဖော်ပြခဲ့ပါသည်ပူဇော်၌သူကိုပူဇော်ခြင်းသည်ကောင်းမြတ်သောမင်္ဂလာမိပါပေ၏ဆရာတော်မြည်သည်တပည့်များပေါ်၌စေတနာရေးခံကဝါဒနာစေတနာဝိယုဏအကျဉ်းတရားများပေါင်းစပ်ပြီးများအကျိုးကိုပယ်ပိုးနိုင်ပါစေအမှန်မှန်ကိုခွဲခြားသိမြင်နိုင်သောပညာပေးုံကတန်ဖိုးဖြတ်မြတ်သောအသိတရားများကိုပါဘာသာထိုးထိုးအပေါ်ဆောင်ခဲ့ကြသည်ဆရာကြီးတို့၏ရင်ထဲ၌အနစ်နာဟုသောစကားသည်စိုးစီများမပါခဲ့ပါဖတ်ခဲ့ပြီးသောကြပြတစ်ပုဒ်၌အတိုက်ဆုံးတစ်ပိုက်ကိုဖော်ပြခဲ့ရမည်ဆိုရင်ရေမြင့်မှာကျေးဇူးတရားရှင်ဆရာသခင်ကိုဥတင်နှိတ်ချက်ဓာဝတရားဥထိတ်ထား၍သုံးပါးကံပေါင်းခွင့်လွတ်ကြောင်းကိုတောင်းစုပန်ထွာကတော့ပါသည်ဆရာသက်တော်ရှိစီတော်ဟူ၍ဖတ်ခဲ့ရပါသည်မြညာတော်မှာပါရှိသည့်ကြပြရှင်မင်းစုမြမာဤကြပြတွေကတစ်ပိုင်းဖြစ်ပါလေရှင်အပူဇော်ကဆရာရှင်မများဤရင်ထဲမှာပညာများဖြင့်ထုံးမွန်းထားသည်ဖြစ်၍စိတ်နှလုံးသည်လှပနေသည်ဖြစ်သည်လမ်းစားအင်းမြနေသည်ဘဝဆက်တိုင်းကျောင်းဆရာဘဝပန်းပြိုးကင်းပိုင်ရှင်ပန်းပြိုးလက်ပိုင်ရှင်မြင့်မြတ်သောဆရာဘဝမြင့်မြတ်သောဒီလိုသာလျှင်ဖြစ်စေခြင်းသည်ဟူသောအတွေးများတွေးရင်တပည့်များကိုမုဒိတာလွမ်းနေတဲ့အကြည့်ဆရာဆရာမတွေရဲ့မြတ်ဝန်းအိမ်မှာမုဒိတာလွမ်းမျက်ရည်စားတွေဝေလို့တပည့်ပေါင်းရင်ရင်ထဲမှာတော့တတရားရွယ်ဆရာသခင်တို့ဤပြုံးဟာတသက်တာလုံးအဆုံးမတွေနဲ့အတူတိတ်လို့ပေါ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အစီအစဉ်ရအပူဇော်ခံဆရာကြီးဆရာမကြီးများအားကြော့အကျိုးဖြင့်ပူဇော်ကြော့ခြင်းအစီအစဉ်ကိုကျောင်းသားဟာဦးမျိုးမင်းလှိုင်မှဆက်လက်ဆောင်ရွက်ပေးပါရန်လေးစားစွာပန်ကြားအပ်ပါရရှင်မင်္ဂလာပေါင်းနဲ့အထူးပြည့်စုံလာတဲ့အချိန်ခါကာမြဖြစ်ပါတယ်ခင်ဗျာအပူဇော်ခံဆရာကြီးဆရာမကြီးများနဲ့ပရိသတ်ပေါင်းတို့ခင်ဗျာယခုပူဇော်ကြော့မဲ့အစီအစဉ်ကိုအပိုင်းနှစ်ပိုင်းဖြင့်ပိုင်းခြားကြော့သွားမှာဖြစ်ပါတယ်ရှိဦးစွာအသက်80နှစ်နဲ့အထက်ဆရာကြီးဆရာမကြီးများကိုဦးစွာကြော့မှာဖြစ်ပြီးတော့နောင်တစ်ဆက်တည်းမှာပဲအပူဇော်ခံဆရာကြီးဆရာမကြီးများအားလုံးတို့အားတပေါင်းတစည်းတည်းပြန်လေကြော့မှာဖြစ်ပါတယ်သူဖြစ်ပါ၍အသက်80နှစ်နဲ့အထက်သက်ကြီးဝါကြီးဆရာကြီးဆရာမကြီးတို့ဟာပူဇော်ကြော့နိုင်ရန်အတွက်အပူဇော်ခံသက်ငယ်ဆရာကြီးဆရာမကြီးများမှာအခမ်းအနား၏အရှိဘက်အလွတ်နေရာတွင်နေရာယူပေးကြပါရန်ဂါရဝတရားရှိထားပြီးလေးစားတမှုနဲ့တောင်းပန်ဖို့ပြုအပ်ပါတယ်ခင်ဗျာဆရာကြီးဆရာမကြီးများအားညီညာပြပြကတော့ဘာမှနိုင်အတွက်ကတော့ယူကိုကျွန်တော်မှတိုင်ပေးမှဖြစ်ပါတယ်အားလုံးပဲတပည့်ပေါင်းတို့မှ
လက်အုပ်ချီကိုဥညွတ်ကြရဖြစ်ပါတယ်။ဩဃာသဩဃာသကျေးဇူးစုံပုံသမကုံအောင်ညာမြောင်ပြည့်ကျူးဂုံအင်ထူးသည်ငါဟုမှတ်လဆရာမြတ်အားကတညုတကတဝေဒီတဏိတရားလက်ကင်ထားလျက်အစဉ်ကြည့်ပြောတပြည့်ကျော်တို့သည်သဗ္ဗတာအခါခတ်သိဝန်တာမိလက်စေကြောင်းကြီးအင်ဇလီထင်သပနာမဖြင့်တုတ်ဘဝယူကျိုးဦးနေချိုး၍ရှိခိုးပါ၏ဆရာအရှင်ပေါင်းတို့ခင်ဗျာအစီအစဉ်က အပူဇော်ကဆရာကြီးဆရာမကြီးများအားလုံးအားပူဇော်ကတော့တော့မဲ့အစီအစဉ်ဖြစ်ပါတယ်အပူဇော်ကဆရာကြီးဆရာမကြီးများခင်ဗျာကဏ္ဍလူဝန်ချတောင်းပန်တော်ဖြစ်ပါတယ်ခင်ဗျာအနာရအတိုင်းတွင်ကျေးဇူးရှင်ဖြစ်တော်မူကြကုန်သောဆရာကြီးဆရာမကြီးများခင်ဗျာကျွန်တော်ကျမတို့ဒီဆရာကြီးဆရာမကြီးတို့၏စေတနာကိုတွေ့ပြီးလျက်ဆရာတို့၏မြတ်တာကိုအပြစ်အနာစာများမှုတင်ပါလေရှေ့ဆောင်လမ်းမြတွင်တင်သမျှကိုညူညင်လှစွာဖြင့်တိတိမြတ်တော်၎င်းမသိလိုက်ဖိုင်ခဲ၍တော်၎င်းတတိမမူမိရှို့၍တော်၎င်းဆရာကြီးဆရာမကြီးတို့ဟာကယကဝစီကမနောကတို့ဖြင့်ပြစ်မှားမိခဲ့သည်ရှိတော်ပိတ်ကြရွတ်ပေါ်ရေမတင်တကဲ့သို့ထိုအပြစ်တို့မှာကင်းစင်ပပြောက်ဘာစီခြင်းအလို့ကကိုနှုတ်နှလုံးသုံးပါးပြောင်းပြော့မန်ကိုလျှော့၍တပြည့်ပေါင်းလုံးမှာဆယ်ပြာလက်စုံပါချမှုဖြစ်ခြေစုံခိုက်အတော့ဝိဖြစ်ပါရာဂရဝတရားရှိထားပြီးယူသည်လေးမြတ်စွာဖြစ်တောင်းခံအပ်ပါတော့ခင်ဗျာအခမ်းအနားကိုကိုယ်တိုင်ကိုကြအပူဇော်ကံကျွမ်းလာကြတဲ့ဆရာကြီးဆရာမကြီးများအကြောင်းမျိုးကြောင့်မလာရောက်နိုင်သောဆရာကြီးဆရာမကြီးများဘဝတစ်ပါးသို့ဝေသွန်လိစ္ဆာရောက်ရှိနေကြပြီဖြစ်သောဆရာကြီးဆရာမကြီးများအားလုံးတို့အားလည်းစိတ်ဝေယမှမေတ္တာပန်းဖြင့်ကြောအပ်ပါလေခင်ဗျာအထက်ကဆောင်ဆုံးကျောင်းသားဟောင်းများအနေဖြင့်ဆရာကြီးဆရာမကြီးတို့အားညီညာဖြတ်ဖြတ်ကြောပန်းပန်းစင်နိုင်ရတော့ကြောအကျိုးကိုကျွန်တော်မှတိုင်လေးမှာဖြစ်ပါတယ်ခင်ဗျာအားလုံးညီညာပြပြကတော့ပန်းပန်းစင်နိုင်ရတော့လက်အုပ်ချီကိုဥညွှတ်လိုက်အောင်ခင်ဗျာဩဃာသဩဃာသဩဃာသအာစရိယဂုဏောအနန္တောဟုဘိမောအယအောက်ယူပြတော်နယနိဒာဖြာဖြာလိမ္မာစီကြောင့်ရစ်တာမောင်း၍မကောင်းမှုခြင်းကောင်းရာရှင်ရဲ့သုတ်တန်ချူသုံးမဆိုစကားအဖို့များစွာတန်တရားဝဲသုံးတွေသောကလေးရပဲရှစ်တွေရပ်ပြည့်စူးညစ်ရုပ်မှာဖြာဖြာကိုခေမာဘုံတိဘေးမရှိအောင်နိဗ္ဗာန်ပေါင်းတို့ရောက်အောင်ပြညွှန်သူတင်ပိတဆရာမြတ်ကိုအဟံကျွန်ုပ်တို့သည်မူဒီဝန္ဒာမိရှိခိုးပါ၏အရှင်မြတ်တို့ခင်ဗျာအစီအစဉ်ရအပူဇော်ခံဆရာကြီးများကိုစားဆရာကြီးဦးတောင်းခိုင်မှစုပေးစကားပြောကြားပေးပါရန်လေးစားစွာပန်ကြားပါရရှင်
မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်အဲ့တော့ပါဠိစကားရနည်းနည်းပြောပါမယ်နော်ပါဠိစကားရဆိုရင်ဒီချိန်ကနော်သူနိခတကသူမင်္ဂလာသူပပဒံသူခနောသူဘူဟုတ်ဘောကဆိုပြီးတော့ရှိပါတယ်အဲ့ဒါကိုအဓိပ္ပာယ်ပြန်လိုက်ရင်ကောင်းသောနိခအချိန်မှာမင်္ဂလာရှိသောအချိန်မှာကောင်းသောမင်္ဂလာရှိသောနေရာနော်နေရာရဲ့ချိန်ခါရဲ့နိခရဲ့မင်္ဂလာရှိတဲ့အလုံးမြတ်တရားဘုတော်ဘွယ်ဖြစ်တယ်ဆိုတာကိုအရင်ဆုံးပြောလို့ပါတယ်နော်ဒါဖတ်တာဘုရားပြီးတော့ဘုရားမြတ်တော်ဘုရားဟောကြားခဲ့တဲ့တရားတော်ထဲမှာနော်မင်္ဂလာတုတ်ဆိုတာအကုန်လုံးကြားဖို့ပါတယ်မင်္ဂလာတုတ်တော်မှာနော်38ပြမင်္ဂလာတရားကိုဟောခဲ့ပါတယ်အဲ့ဒီထဲမှာကျွန်တော်အားလုံးမပြောပါဘူးဒီနေ့ပွဲနဲ့ပြစ်ဆိုင်တဲ့အားလောက်ပဲပြောမယ်အဲ့တော့ပထမအပိုက်မှာအသေဝနာတဘာလနာပါဠိတာနိစ္စသေဝနာပူဇာတပူဇာနိယနာလေးတာမဂရဘုဒ္ဓမှာအဲ့ဒီမှာပါတဲ့ပူဇာနိယနာပူဇော်သိပူဇော်ထိုက်သူကိုရာပူဇာအတင်းပူဇော်ခြင်းသည်တဲ့မင်္ဂလာဖြစ်တယ်လို့ဆိုပါတယ်ဟုတ်လားစင်ကြယ်ဉာဏ်တော့ဝေဘာဖိုင်ချာနိုင်တဲ့ဉာဏ်ဆိုတာကိုယ်ကိုယ်လိုက်လောက်မှရမှာစာတော့ကိုယ်သင်လိုက်တတ်တော်တာပဲဒါကြောင့်စာတဲ့ပညာကိုခွဲခြားပေးပါခွဲခြားတတ်အောင်လို့တဲ့ဆရာမတွေလည်းတပည့်တွေလည်းအားလုံးသိဖို့လို့တဲ့နော်ဒါကိုတော့ပြောနေတယ်ဝေရာဆိုတာကဘေးအန္တရာယ်နော်ဘေးအန္တရာယ်အထည့်လိုက်တဲ့ခါကျတော့ဘေးအန္တရာယ်ကင်းအောင်ကင်းပါစေဆိုတဲ့သဘောပဲအပြာပစ္စာဆိုတာစိုးစိမ်ကြောက်ကြခြင်းစိုးရိမ်ကြောက်ကြခြင်းကင်းအောင်ကင်းပါစေဆိုတဲ့သဘောပဲအထည့်ထားအဆိုတော့မကနံအနိဂါဟောတုအနိဂါဆိုတာဒုက္ခဆင်းရဲခတ်သိမ်းအပါတဲ့အတွက်ကင်းကျင်းပါစေနော်နောက်ဆုံးတစ်ခုကတော့သုခိအထာနံပရိဟရန္တုကိုယ်စိတ်နှစ်ပါးလုံးကျမ်းမာချမ်းသာပြီးတော့လမ်းဖြာကြဖို့နော်နှလုံးစိတ်ဝမ်းအေးချမ်းပါစေလို့ဆုဖုံအောင်ပေးလိုက်ပါတယ်ဆက်လက်ပြီးအပူဇော်ခံဆရာကြီးဦးအေးရှိန်မှစုပေးစကားပြောချပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ရှင်အားလုံးမင်္ဂလာပါလို့နှောနေနဲ့နှုတ်ခွန်းဆက်တာကတော့ပြုအပ်ပါတယ်ကျွန်တော်ရဲ့တငယ်ချင်းညွန်ချုပ်ကြီးဆရာကြီးဦးတော်ခိုင်ကတော့အခြေသူပြောပြပါပြီအခြေကြီးနောက်ထပ်တော့ကျွန်တော်လည်းပြောမဆိုလို့ရှိရင်တော့ချမ်းတော်အထက်ကကျွန်တော်တို့သမင်းနှစ်နတ်ကျွေးရပါနော်အေးဒါကြောင့်ကျွန်တော်အတူကျုပ်ပဲပြောမယ်နည်းနည်းလေးပြောမယ်အေးအောင်ဆန်းဆရာတော်ကအမိတ်ရှိတာကျွန်တော်နားထောင်ရတယ်ဟင်းညိုဆိုချုံမတရားဆိုပုံမကျွန်တော်တရားဟောတာတော့မဟုတ်ဘူးကျွန်တော်အနေနဲ့ကျွန်တော်ဆရာကြီးကအကျေသူပြောရပြီဆိုရင်တော့ကျွန်တော်အတူကျုပ်ပဲပြောပါမယ်အေးသာဓုဘုရားတရားသံဃာမိဘဆရာသမားတက်ကြည့်ွားခြင်းမျိုးကိုတော့ရတဲ့တွေ့ကြောင့်ဘေးပေါင်းရပေါင်းရပေါင်းနဲ့96ပါတော်ဝေဒနာမှာကင်းဝေးပါစေကာကြီးသုံးပါးမှလည်းကြော်လွှမ်းနိုင်ပါစေကာယကံဝစီကံမနောကံသဘာဝရောကံဖြစ်ဖြစ်မှကျွလို့မိခဲ့သည်ရှိတော်ကိုယ်အပြည့်မြတ်မှလည်းပြောက်ပါစေတရားသီလသုတ္တစာကပညာ
ဟိတိမတ္တပဘုရောသူတော်ကောင်းတရားခွန်နှစ်ပါးနဲ့လည်းပြည့်စုံနိုင်ပါစေသူတော်ကောင်းတရားကိုနာကြားရ၍လိလာမှတ်သားပွားများအထောက်နိုင်ပါစေအိစိတံပတိတံသုံးရှံခိပ္ပမေဝသမိစုအလူရှိအတောတအဂုံတော်လူအင်ဆန္ဒရီတလုံးတော်ဒီပြည့်စုံပါစေဆန္ဒနဲ့ဘဝထပ်တူထမ်းမြပြပါစေတက်ရှိချမ်းသာစိတ်ချမ်းသာလူအင်ဆန္ဒတလုံးတော်ဒီပြည့်စုံနိုင်ကြပါစေဂုံတော်ဆက်လက်ပြီးအပူဇော်ကံဆရာမကြီးများအားလုံးကိုစားအာထာကချောင်းစုံအငိမ့်စားချောင်းဆရာမကြီးဒေါ်အေးအေးမှုပါစုပေးစကားပြောကြားပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ရှင်ခန္ဓာကိုကြားရောက်ကြတဲ့ဆရာကြီးဆရာမကြီးများနဲ့ကျောင်းသားကျောင်းသူပေါင်းများအားလုံးဒါမင်္ဂလာပါပါနော်ဒီနေ့ဟာဆရာမကြီးတွေအတွက်အင်မတန်မှပီတိဖြစ်ရတဲ့နေ့ဒီနေ့မြတ်မင်္ဂလာရှိတဲ့နေ့ဒီနေ့ပါပေါ့နော်အဲ့တော့ဆရာမကြီးနေနဲ့ပေါ့နော်တတရာပတရာဆုပေးပါမယ်သာဓုသာဓုသာဓုအာစရိယနောအနန္တောစရတောအနန္တတိုင်းတွင်ကျေးဇူးရှင်ဆရာဆရာမများအားယခုလိုလက်စေပြထိတ်မှမိုး၍ယုတိမြန်ယုံလက်စုပ်မိုး၍ရှိခိုးပူဇော်ဖူးမြော်မှလျှော့ကြောရတော်ကောင်းမှုကံစေတနာအဖျားဖျားတို့ကြောင့်ယနေ့ယခုချိန်မှစ၍သင်ကြောင်းသားကြောင့်သူတပည့်များအားလုံးတို့သည်ကိုယ်ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းအပေါင်းမှကင်းဝေးကြပါစေဘေးဥပအန္တရာယ်အသွဲသွဲမှလည်းကင်းရှင်းကြပါစေအနာရောဂါကင်းရှင်းကြပါစေကကြီးသုံးပါးမှလည်းကင်းမြောက်ဝိမြောက်နိုင်သောသူများဖြစ်ကြပါစေအထုခုလိုကြောရတဲ့ကောင်းမှုကြောင့်တရာတိလကုတ္တစာကပညာဟိတိဩတ္တပတိဟူသောသူတော်ကောင်းတရား9ပါးနဲ့ပြည့်စုံသူများဖြစ်ကြပြီးလျင်စတတိသောမိတို့ဤကင်းရာကုံရာချုပ်ရာငြိမ်းရာဖြစ်တဲ့အတ္တိခတ္တနိဗ္ဗာန်ရှိပြီးမြတ်ကိုလင်းလင်းမြန်မြန်လဲကိစ္စမြတ်ဖောက်ပြုနိုင်သောသူများဖြစ်ကြပါစေအားလုံးကျမ်းမှချမ်းသာကြပါစေပေါ့နော်အစီအစဉ်ရအပူဇော်ကံဆရာကြီးဆရာမကြီးများဟာဂါရဝလက်ဆောင်ပေးအပ်ခြင်းစီစဉ်ဖြစ်ပါတယ်ရှင်ဂါရဝလက်ဆောင်များကိုအသက်90နှစ်နဲ့အထက်ဆရာကြီးဆရာမကြီးများဟာ9သိန်းကျပ်အသက်80နှစ်မှ89နှစ်အတွင်းဆရာကြီးဆရာမကြီးများဟာ3သိန်း5000ကျပ်အသက်80နှစ်မှ89နှစ်အတွင်းဆရာကြီးဆရာမကြီးများဟာ3သိန်းကျပ်အသက်60နှစ်မှ69နှစ်အတွင်းဆရာကြီးဆရာမကြီးများဟာ2သိန်း5000ကျပ်အငြိမ်းစာရုံးဖွဲ့များ2သိန်းကျပ်ဖြင့်ခေါင်းဝလက်ဆောင်များပေးအပ်သွားမှာဖြစ်ပါရဲ့ရှင်အပူဇော်ကံဆရာကြီးဆရာမကြီး3ဦးအားဂါရဝလက်ဆောင်ပေးအပ်ပေးပါရန်ဒုတိယမြို့နယ်ပညာရေးမှူးဆရာကြီးဦးတင်မျိုးနိုင်အားလေးစားစွာပန်ကြားပါရရှင်ဆရာကြီးဆရာမကြီးလေးဦးပါ
ကာရဝလက်ဆောင်ပေးအပ်ပေးပါရန်ဒုတိယမျိုးနယ်မိသက်ဝစီမှုဦးကောင်းထက်အား ရကဝဏီကမနောကသဘာ မတန်ဝေးရစီကရေသာအဝဲကြပဲဒီလေးမြေတာသူတွေယူမရေတော့နှလုံးသားနဲ့အားလုံးဒီနာလေးတွေဖြစ်အောင်ကျန်ဆောင်ကားပြီလူဘဝပင်လေမြင်တွေလမ်းပြပေးတဲ့ဒုံဝင်တွေမော်မြတ်လက်ဆုံးမိုးရေရှိဖို့လက်ဆုံးမိုးရေရှိဖို့တောင်းတန်လာပြီတောင်းတန်လာပြီဝိလပေးပါမျက်စိရရှိလောက်ပေါင်းသည်ကျူစုယူရတာပဲရောတယ်ရောစီဒုတာပိုင်ရှိဝိယမှုဝိယမှုဝိယမှုဆရာသည်မနောကသဘာဝလောကံဖြစ်ပြမမိခဲ့ပါလေပြမမိခဲ့ပါလေဒီစနီယူယူဝါမျက်စုံမိုးရဲ့ရှိခိုးမျက်စုံမိုးရဲ့ရှိခိုးတောင်းနာပြီ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 လို့ပြပါမျက်စရာကြီးရေသာအဝဲကြပဲဒီလေးမြေတာသူတွေယူမရေတော့နှလုံးသားနဲ့အားလုံးဒီနာလေးတွေဖြစ်အောင်ကျန်ဆောင်တောင်းလာပြီပြပါမျက်စိရဝါဝါနာကျေလူရှိအတန်တဲ့တဲ့ဒီဆုံးမသိပါမတန်ပေးရစီကတရားအဖို့ဆရာတို့ကျင့်ဖို့ပါဗျာကျင့်ဖို့ဒီသွားနာလေးတရားအဖို့သာကျူစုယူရတာပဲယူရောရောစီဒုတာပိုင်ရှိဝိယမှုဝိယမှုဝိယမှုဆရာ
မေတ္တာဖြန့်မှလမ်းဆက်မဲ့တခြင်းဖြင့်ဂုဏ်ပြုသီးဆိုဖျော်ဖြေ၍အခမ်းအနားကိုအောင်မြင်စွာပြီးမြောက်စေတော့မှာဖြစ်ပါတယ်ရှင်။ကျောင်းသားဟောင်းကျောင်းသူဟောင်းများအားလုံးမေတ္တာဖြန့်မှလမ်းဆက်မဲ့ခြင်းကိုအားလုံးပါဝင်သီးဆိုပြီးတော့အခမ်းအနားကိုပြီးမြောက်စေမယ်နော်။ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ဒီကြောင့်တကြံအတာရီကိုအောင်တပြည့်ဖြင့်ပတ်ပြန်မှာဖြစ်ပါတယ်ရှင် Yes, we are
ကြောင်း သိရပါတယ်ရှင်ကျောင်းသားကျောင်းသူများမှလည်းကြိုဆိုပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ရှင်
ရင်နဲ့ဆက်ရှောင်းမယ်